မင်္ဂလာပါဗျာဒီတစ်ခါတော့ online မှာတွေ့တဲ့ဒီပု္ပ္ပစာလေးကိုရှင်းကြည့်ကြရအောင်နော်ဟောဒီမှာ36 minus root 36 by root 36ပြောပါတယ်ဟောဒီမှာကျွန်တော်တို့က root ပေါ့နော် root ပု္ပ္ပစာပြီးလို့ရှိရင်ထပ်ကိန်းနေပေါ့နော်ထပ်ကိန်းနေအကြောင်းဆက်ဆက်ပြီးတော့ဒီပု္ပ္ပစာလေးကိုရှင်းပြရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ပါဘယ်လိုတွက်လို့ရမလဲဆိုလို့ရှိရင်တွက်လို့ရမလဲဆိုလို့ရှိရင်ပေါ့နော်ညီများခြင်းကျွန်တော်တို့အပေါ်က36က36ကိုကျွန်တော်တို့ဒီလိုပြောင်းလို့ရတယ်ဗျာ36 the whole square ဆိုလို့ရှိရင်ကျွန်တော်တို့အပြည့်ကြီး36ရပါမယ် minus ပြောင်းလိုက်မယ်နော် root 36အောက်ကလည်းပိုင်းကြီးရလဲ root 36အော်ကျွန်တော်တို့ကဒါကိုဒီလိုခွဲလိုက်လို့ရတယ်ဗျဒီအလယ်မှာ minus ရှိတာဖြစ်တဲ့အတွက်အပိုင်းကိန်းနှစ်ခုခွဲလို့ရပါတယ် root 36အပိုင်းကြီးရလဲ root 36ဒီပုံမှာတော့ root 36 the whole square by root 36ဒါဆိုရင်သူနဲ့သူနဲ့ကကြည်သွားပြီးတော့1ဆိုတဲ့တန်ဖိုးကျန်ပါမယ်ဟောတော့ဒီဘက်ကရှေ့ကတန်ဖိုးကတော့အပိုင်းကိန်းကတော့ဒီပုံမှာ root 36နှစ်ခုရှိမယ်အောက်မှာ root 36ရှိမှာဆိုတော့သူတို့ချိန်မယ်ဆိုရင်နော်ဘာပဲကြံမလဲဆိုတော့ root 36ကျန်မယ်ဒါကြောင့်မို့လို့ရလာမယ့်အဖြေဟာ root 36 minus 1ဆိုတာရပါမယ်ခင်ဗျာပြောညီများချင်း36ဆိုတာထပ်ကိန်းနဲ့တွက်မယ်ဆိုရင်6 6 6နှစ်ထပ်ပေါ့နော်6 6 36ဆိုပြီးတော့မှခုရေးလို့ရပါမယ် minus 1 minus 1ပေါ့ဗျာညီများချင်းအခြေ6ဒီဟာအမြောက်တော့ root ဆိုတာတကယ်တော့အထက်ကို 1/2 နဲ့မြောက်ထားတာပါမြောက်ကအခြေကတော့1ဟာ1ပါပဲမြောက်ထားတာဖြစ်တဲ့အတွက်ဘယ်တော့ရမလဲဆိုလို့ရှိရင်သူနဲ့အခြေတော့မှာဖြစ်တဲ့အတွက်6ပဲရပါမယ်6 minus 1 equal to ကျွန်တော်တို့5ဆိုတဲ့တန်ဖိုးကိုရပါမယ်ခင်ဗျာဒီလက်ကိုတဲ့ပုံစံလေးကိုကျွန်တော်တို့ရှင်းပြီးသွားဖြစ်ပါတယ်အဖြေကတော့5ဖြစ်ပါတယ်ဗျာဒီပုံစံကတော့ထပ်ကိန်းအနေနဲ့ root တွေကိုရောပြီးတော့မှမိထားတဲ့ပုံစံမျိုးဖြစ်ပါတယ်လက်ကိုတဲ့ပုံစံလေးပါဒီလိုပုံစံလေးတွေကိုonlineမှာတွေ့ရင်ရှင်းပြီးတော့ခေါင်းစည်းကြရအောင်နော်